ဒီနေ့ကျွန်တော်တို့အင်မတန်မှပျော်ရွှင်ဖို့ကောင်းတဲ့ဒီဇင်ဘာလရဲ့ပထမအပတ်မှာဒီနေရာမှာရောက်ရှိလာပြီးဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးဖို့အခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းသလိုဒီအသင်းတော်မှာရှိတဲ့သင်းအုပ်ဆရာကြီးနဲ့တကွလုပ်ပေါ်ဆောင်ဖက်များရောက်ရှိလာကြသောဓမ္မမိတ်ဆွေများအားလုံးကိုလည်းပဲကျွန်တော်ကျေးဇူးအထူးတင်ရှိကြောင်းဥစွာပြောကြားလိုပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာပြန်လည်ပြီးမှခွန်အားယူဖို့ရန်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ခုနတော့ဆရာမဖတ်ပေးထားတဲ့မိခအနာဂတိကျမ်းအခန်းကြီး9အငယ်1နဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး2အငယ်7ကိုကျွန်တော်တို့ကြည့်ပြီးမှခွန်အားယူကြဖို့ဖြစ်ပါတယ်ဒီကျမ်းပိုက်နှစ်ပိုက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်လူစာတိကိုခံယူ၍ရသောနေရာသည်ပဲ့လင်ပဲဖြစ်တယ်ဆိုတာတမန်ကျမ်းစာမှာကျွန်တော်တို့တွေ့ရပါတယ်ပဲ့လင်ကလွဲလို့တခြားသောနေရာမှာလူစာတိခံယူ၍မရသောခရစ်တော်ယေရှုဖျားဖြစ်ကြောင်းကိုလည်းပဲတမန်ကျမ်းစာအားဖြင့်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ပြန်လဲဆင်ခြင်ဖို့ပြင်ဆင်ဖို့ကတော့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့အသက်တာသည်တကယ်ပဲဘက်လန်ဟမ်ဖြစ်ပါရဲ့လားဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ပြန်လည်ပြီးမှဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်ခဏလေးဆုတောင်းကြရအောင်ထာဝရဘုရားကိုရောယေရှုတင်ပါ၏အရောက်စီတိုင်းရဲ့နှလုံးသားအသက်တာသည်ကိုရောရှင်အသက်ရှင်၍ရသောလူစာတိခံယူ၍ရသောနှလုံးသားအသက်တာဖြစ်ဖို့ရန်ကိုရောရှင်ခွန်အားပေးမဆပါအရောက်စီတိုင်းရဲ့အချိန်နာရီအသက်တာလုံးစုံကိုစက္ကအနှံ့ကြသောအခါခရစ်တော်ယေရှုဖျား၏နာမတော်မြတ်ကိုမြှပြုလက်ဆုတောင်းစက္ကကြပါရယ်ကိုရောရှင်ဖဖျားအာမင်ကျွန်တော်တို့ခရစ်တော်လောကကြီးမှာလူစာတိမခံယူခင်ကြိုတင်ပြီးမှနှစ်ပေါင်း900ကျော်ခရစ်တော်မွေးဖွားလာမယ့်အကြောင်းကိုစတင်ဟောကြားတဲ့ prophet ကြီးကတော့ prophet မိခါဖြစ်ပါတယ်မိခါဆိုတဲ့အတိတ်ပဲကတော့ပါလဲဆိုလို့ရှိရင်တော့ဘသူကဖျားသခင်နဲ့တူတယ်လဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဟလားဘသူရဲ့အသက်ရှင်ခြင်းကဖျားသခင်ရဲ့အလိုတော်နဲ့ကိုက်ညီတယ်လဲဘသူရဲ့အသက်တာကဖျားသခင်နှစ်သက်တဲ့အသက်တာဖြစ်ပါတယ်လဲဆိုတဲ့အတိတ်ပဲကမိခါဖြစ်ပါတယ်မိခါဟာဆိုလို့ရှိရင်တော့ဣသရေလတိုင်းပြည်ရဲ့တောင်ပိုင်းကဟလားမာလရှက်လို့ခေါ်တဲ့ရွာလေးတူရွာမှာမွေးဖွားခဲ့တဲ့ prophet ဖြစ်ပါတယ်တောင်ပိုင်းသားဖြစ်ပါတယ်ဣသရေလတိုင်းပြည်ဟာဆိုလို့ရှိရင်တောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ချမ်းကွဲသွားပါတယ်ဟလားမြောက်ပိုင်းကိုကြတော့ဣသရေလတိုင်းပြည်လို့ခေါ်တယ်တောင်ပိုင်းကိုကြတော့ယုဒတိုင်းပြည်လို့ခေါ်တယ်ဣသရေလတိုင်းပြည်မှာကြတော့ဣသရေလလူမျိုး10မျိုးနေထိုင်တယ်ယုဒတိုင်းပြည်မှာကြတော့ဣသရေလလူမျိုး2မျိုးပဲနေထိုင်ပါတယ်ဆိုတော့သူတို့တောင်ပိုင်းသားတွေနဲ့မြောက်ပိုင်းသားတွေလည်းပဲမတည့်ကြပါဘူးစစ်လဲတိုက်ကြပါတယ်စစ်လဲခင်းကြပါတယ်တယောက်နဲ့တယောက်နှိပ်ကွက်ကြပါတယ်ရန်ဖြစ်ကြပါတယ်မတည့်ကြတဲ့နိုင်ငံနှစ်နိုင်ငံဖြစ်သွားပါတယ်မြောက်ပိုင်းနိုင်ငံဣသရေလနိုင်ငံနဲ့တောင်ပိုင်းနိုင်ငံယုဒနိုင်ငံဆိုပြီးမှအလားတိုင်းပြည်ကနှစ်ချမ်းကွဲသွားတဲ့လူမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီတောင်ပိုင်းနိုင်ငံကမာလရှက်မြို့သား prophet မိခါဟာဆိုလို့ရှိရင်ပယ်ဟိုသွားတယ်လဲဆိုတော့မြောက်ပိုင်းဣသရေလလူမျိုး10မျိုးနေထိုင်တဲ့မြောက်ပိုင်းမှာသွားပြီးမှခရစ်တော်မွေးဖွားလာမဲ့နေရာဟာမင်းတို့မြောက်ပိုင်းနေရာမဟုတ်ဘူးမင်းတို့ကအင်မတန်မှအထင်သေးတဲ့အင်မတန်မှနှိပ်ကွက်တဲ့မင်းတို့ကလူလို့မထင်တဲ့တောင်ပိုင်းအဲ့တောင်ပိုင်းမှာတော့မှအင်မတန်မှသေးငယ်တဲ့မြို့လေးတစ်မြို့ဖြစ်တဲ့ဘက်လင်ဟမ်မှာပဲမွေးဖွားလိမ့်မယ်လို့ပြောတဲ့အခါမှာလူတွေတော်တော်လေးအံ့ဩကြတယ်ယုံလဲမယုံကြဘူးမဖြစ်နိုင်ဘူးလို့ပဲထင်ကြပါတယ် prophet မိခါကြီးမြောက်ပိုင်းတိုင်းပြည်ကိုသွားပြီးမှ prophet ပြုနေတဲ့အချိန်မှာမြောက်ပိုင်းဣသရေလနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဘာသာရေးအခြေအနေကဘယ်အခြေအနေရောက်နေသလဲဆိုတာကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ် prophet ကြီးမိခါမြောက်ပိုင်းကိုရောက်သွားပြီးမှတရားဟောတဲ့အချိန်မှာဆိုလို့ရှိရင်မြောက်ပိုင်းမှာနေကြတဲ့ဣသရေလတိုင်းပြည်မှာရှိတဲ့ဟလာအခြေခံလူသားစားတွေရဲ့မြေကွက်တွေလယ်တွေတောင်ယာတွေဟလာသူတို့ပိုင်ဆိုင်ထားတဲ့အရာတွေဟာ
မတရားသိမ့်ပိုက်ခြင်းခံရတဲ့အချိန်ဖြစ်ပါတယ်ဒီလိုမတရားသိမ့်ပိုက်ခြင်းခံရလို့သူတို့တရားသူကြီးကိုသွားတိုင်နေတာဝန်ရှိတဲ့သူတွေကိုသွားတိုင်တဲ့အခါမှာလည်းပဲတရားသူကြီးတွေကအစရှေ့နေတွေအစုံလက်စားပြီးမှအမှန်ကိုအမှားဖြစ်စေတယ်အမှားကိုအမှန်ဖြစ်စေတဲ့အချိန်လည်းဖြစ်ပါတယ်ဘာသာရေးသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေလေဝိနဲ့ယေဘရဟိတ်တွေကဖျားသခင်ကိုချစ်တာထက်ကိုချမ်းသာဖို့ကိုယ့်ရဲ့ကိုကျိုးအတွက်ဖျားအတွက်အလုံးမလုပ်ဘဲနဲ့ကိုယ့်ရဲ့ကိုကျိုးစီးပွားအတွက်အချိန်ကိုပို့ပေးပြီးမှအလုံးလုံးနေကြတော့အချိန်ဖြစ်ပါတယ်ဘာသာရေးမှာပြီးလို့ရှိရင်မြောက်ပိုင်းမှာချမ်းသာတဲ့သူတွေအများစုကဟလာဩစာအာဏာရှိတဲ့သူတွေနဲ့ပေါင်းပြီးမှမတရားသဖြင့်သူတို့သည်အခြေခံလူစားတန်းစားတွေရဲ့အခွင့်အရေးတွေကိုချိုးဖောက်ပြီးမှချမ်းသာနေကြတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် prophet ကြီးမိခါကပါပြောတယ်လေဆိုလို့ရှိရင်အခန်းဒီ prophet မိခါအနာဂတ်ကျမ်းအခန်းကြီး3အငယ်1ကနေ4ကိုကြည့်မယ်ဆိုလို့ရှိရင်မင်းတို့မြောက်ပိုင်းဣသရေလလူမျိုးတွေကပါနဲ့တူနေကြပြီလေဆိုလို့ရှိရင်လူတယောက်ရဲ့အရေးခွန်ကိုခွာတယ်ပြီးလို့ရှိရင်အသားကိုစားတယ်ဒါနဲ့မဝသေးဘူးတဲ့အယိုးမှာကြံနေတဲ့အသားစာလေးတွေတော့မှအကုန်လုံးနှုတ်ယူစားပြီးမှအဲ့ဒီကြံတဲ့အယိုးကိုတောက်တောက်ဆင်းပြီးပြုတ်ပြီးစုပ်လုပ်ပြီးအရေးတောက်ပြီးမှကိုအစင်ပြေတဲ့လို့ထင်နေကြတဲ့အခြေအနေတောင်ရောက်နေပြီဆိုပြီးမှသူကမီးမောင်းသွားပြီးမှထိုးပြတော့ဒီ prophet ကိုဘယ်သူမှမကြည့်ချင်ဘူးဖြစ်လို့ရှိရင်သူ့ကိုရိုက်တက်ပြီးမှဟလာသူ့ကိုလက်စလက်နဖျောက်ဖို့ရန်ကြိုးစားနေကြတဲ့အချိန်လည်းဖြစ်ပါတယ်ဆိုတော့မြောက်ပိုင်းမှာရှိနေကြတော့အခြေခံလူတန်းစားတွေဟာသူတို့ရဲ့ခန္ဓာပိုင်းဆိုင်ရာမှာစိတ်ပိုင်းဆိုင်ရာမှာဝိညာဉ်ပိုင်းဆိုင်ရာမှာအင်မတန်မှနှိပ်ကွက်ခြင်းခံရတဲ့အချိန်ဖြစ်တယ်ဆိုတော့မြောက်ပိုင်းမှာသူတို့ကပါဝလိုချင်တယ်လဲဆိုလို့ရှိရင်တော့ကယ်တင်မဲ့အရှင်မေရှိယရွေးကောက်ပေးမဲ့အရှင်သူတို့ကိုမှန်ကန်စွာအုပ်ချုပ်ပေးဖို့မှန်ကန်စွာဥဆောင်ပေးမဲ့အရှင်ကိုတန်းတနေကြတဲ့အချိန်ဖြစ်ပါတယ်သူတို့အဲ့ဒီမြောက်ပိုင်းသားတွေဣသရေလနိုင်ငံသားမြောက်ပိုင်းသားတွေကလည်းပဲသူတို့ဘသူ့ကိုပဲအထင်ကြီးတယ်လဲဆိုတော့သူတို့အထင်ကြီးတဲ့တိုင်းပြည်နှစ်ခုရှိပါတယ်နံပါတ်1ကတော့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့အာရှုရိတိုင်းပြည်ကိုသူတို့ကအင်မတန်မှအထင်ကြီးတယ်လေးစားတယ်ဖျားသခင်ကိုချစ်တာထက်အာရှုရိတိုင်းပြည်နိနဝေမြို့ကိုသူတို့ကပို့ပြီးမှချစ်တယ်တန်းတာတယ်ကိုယ့်ရဲ့တိုင်းပြည်ကိုနိနဝေမြို့ကြီးလို့ပဲချစ်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာနိနဝေမြို့မှာကဘာပေါ်မှာအကောင်းဆုံးသောအဆောက်အဦများအကောင်းဆုံးသောရွှေငွေများအကောင်းဆုံးသောအဝတ်အထည်များသုံးပြုနေတဲ့နေရာဖြစ်ပါတယ်။ဆိုတော့မြောက်ပိုင်းသားတွေအထင်ကြီးလေးစားပြီးကိုယ့်ရဲ့တိုင်းပြည်ကိုသူတို့ဖြစ်စေချင်တဲ့အရာကအာရှုရိလူမျိုးတွေရဲ့မြို့တော်နိနဝေမြို့ဖြစ်အောင်လုပ်ချင်တဲ့အချိန်ဖြစ်တယ်လို့တစ်ဖက်ကသူတို့အထင်ကြီးတဲ့အရာကလည်းပဲသူတို့နှစ်ပေါင်း430ကျွမ်းခံခဲ့တဲ့အဲဂုတုကိုသူတို့ကသိပ်ပြီးမှအထင်ကြီးတဲ့မြောက်ပိုင်းသားတွေကဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီအဲဂုတုတိုင်းပြည်ကနေကပါမှာအကောင်းဆုံးသောမြင်းရထားတွေထွက်တဲ့အချိန်ဖြစ်ပါတယ်ပြီးလို့ရှိရင်တန်ထေပစ္စည်းတွေထွက်တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကပါပေါ်မှာလူတွေကကြေးထည်ပစ္စည်းပဲကင်နိုင်တယ်တန်ထေပစ္စည်းတွေမကင်နိုင်ကြဘူးဆိုတော့တန်ထေပစ္စည်းထုတ်လုပ်နိုင်တဲ့အကောင်းဆုံးသောစစ်တိုက်တဲ့နေရာမှာမြင်းရထားတွေထုတ်လုပ်နိုင်တဲ့အဲဂုတုတိုင်းပြည်ကိုပဲသူတို့အထင်ကြီးလေးစားကြတယ်ဖျားသခင်ကိုမေ့လျော့နေကြသောအချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာ prophet မိခါကသူ့ရဲ့တောင်ပိုင်းယူဒတိုင်းပြည်ကိုထားခဲ့ပြီးမှဖျားကိုမေ့နေကြတဲ့ဖျားနဲ့မဆိုင်တဲ့အရာကိုတန်ဖိုးထားနေကြတဲ့လေးစားနေကြတဲ့မြောက်ပိုင်းကိုသွားပြီးမှတရားဟောတာဖြစ်ပါတယ်ဆိုတော့မြောက်ပိုင်းသားတွေထင်တာကလည်းပဲကဲတင်နိုင်သောအရှင်ရွေးကောက်နိုင်သောအရှင်ကောင်းဆောင်ကောင်းဟာနိနဝေဒါမှမဟုတ်လို့ရှင်တော့အဲဂုတုကနေပဲထွက်နိုင်မယ်လို့သူတို့အင်မတန်မှသူတို့မျှော်လင့်ခြင်းကြီးနေတဲ့အချိန်မှာ prophet မိခါကသူတို့ရဲ့မျှော်လင့်ခြင်းအားလုံးကိုချိုးဖဲ့ပါတယ်မဟုတ်ဘူးတဲ့မင်းတို့ထင်သလိုအာရှုရိမြို့တော်နိနဝေဟလာမင်းတို့အထင်ကြီးတဲ့အဲဂုတုတိုင်းပြည်ကနေကယ်တင်နိုင်တဲ့အရှင်မေရှိယဟာမွေးဖွားလာမှာမဟုတ်ဘူးမင်းတို့နှိပ်ကွက်တဲ့မင်းတို့အထင်မကြီးတဲ့မင်းတို့မလေးစားတဲ့တန်ဖိုးမထားတဲ့ယူဒတိုင်းပြည်
ယူဒတိုင်းပြည်ထဲမှာမှအငယ်ဆုံးမြို့လေးဖြစ်တဲ့ဘက်လင်ဟဲမ်ကနေပဲလောကကြီးကိုကယ်တင်နိုင်မဲ့ရွေးနှုတ်နိုင်မဲ့အရှင်ဟာမွေးဖွားလိမ့်မယ်လို့သူက prophet ဟလာနှစ်ပေါင်း900ခရစ်တော်မမွေးခင်ကြိုတင်ပြီးမှဟောတဲ့တရားဟောချက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒုတိယချက်အနေနဲ့ကျွန်တော်တို့ဆင်ခြင်ရမှာကဘက်လက်ဟမ်ဆိုတာပါလေဘက်လက်ဟမ်ဆိုတာကတော့သူတို့စကလုံး၃လုံးနဲ့ပေါင်းထားပါတယ်ဘက်လက်ဟမ်ဘက်ဆိုတဲ့ဟာကတော့အိမ်ဖြစ်ပါတယ်ဂျူးစကားဖြစ်ပါတယ်အိမ်လက်ဟမ်ဆိုတာကတော့ပေါင်မုတ်ဖြစ်ဆိုတော့ပေါင်မုတ်တွေကိုတူထားတဲ့အိမ်ဒီဟာကိုသူတို့ကဘက်လက်ဟမ်ဆိုတာကတဖြည်းဖြည်းသူတို့ပြောတဲ့အခါမှာနောက်ဆုံးပေါင်မုတ်တူထားတဲ့အိမ်မဟုတ်ဘဲနဲ့သူတို့ရဲ့ကျစူးရဲ့ဟလာစပကြီးကိုယ့်ရဲ့အစားအသောက်တွေကိုတူလှောင်ထားပြီးမှကိုယ့်အတွက်ပဲထားတာမဟုတ်ဘဲနဲ့အငယ်ဆုံးသောသူများဒုက္ခရောက်သောသူများကိုကိုယ့်ရဲ့ဟလာပန္တာတိုက်ကိုဖွင့်ပြီးမှဝေငှသောနေရာပေးဆက်သောနေရာလူသားချင်းစာနာထောက်ထားသောနေရာဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဘက်လက်ဟမ်ဆိုတဲ့ဟာဆိုတော့ဘက်လက်ဟမ်ဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့သွားပြီးမှတမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရေးကြီးတဲ့အချက်အများကြီးတွေကကျွန်တော်အချက်၃ချက်ကိုကျွန်တော်ဖော်ပြချင်ပါတယ်နံပါတ်1ဘက်လက်ဟမ်ဆိုတာကဘာလောက်ခဲ့တဲ့နေရာလဲဆိုလို့ရှိရင်ယာကုပ်ကသူ့ရဲ့ဘဝအသက်တာမှာအင်မတန်မှခါးသီးသောအတွေ့အကြုံကိုတွေ့ကြုံခဲ့ရတော့လဲပဲပြိုလဲခြင်းမရှိဘဲနဲ့ပြန်လဲပြီးမှကိုယ့်ရဲ့အသက်တာကိုဖျားသခင်နဲ့ပြန်လဲတည်ဆောက်ခဲ့သောနေရာဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ကပ္ပဦးကျမ်းအခန်းကြီး35အငယ်16ကိုကျွန်တော်တို့ကြည့်ရင်တွေ့ရပါတယ်ယာကုပ်မှာအင်မတန်မှချစ်ရတဲ့ရာခေလဆိုတဲ့အမျိုးသမီးရှိပါတယ်သူ့ရဲ့အမျိုးသမီးဟာဆိုလို့ရှိရင်ဟိုးတုန်းကတော့ပက်လက်မြို့မဖြစ်သေးဘူးပက်လက်ဟမ်ရွာလည်းမဖြစ်သေးဘူးအေဖရတ်ညီလို့ခေါ်တာပေါ့ဒီနေရာကကျွန်တော်တို့ကဝမ်မိုင်ရွာဆန်ဆိုင်မှာရှိနေတဲ့တာချီလိတ်အသင်းတော်ဒီမြေနေရာကဆရာတော်ဆန်ဆိုင်လားဝမ်မိုင်လားဆန်ဆိုင်အဲ့လိုပဲပက်လက်ဟမ်မြို့ကိုတည်ထားသောနေရာသည်အေဖရတ်ညီဖြစ်ပါတယ်အဲ့အေဖရတ်ညီဆိုတာကယာခေလကိုမြှုပ်နှံခဲ့တဲ့ယာခေလရဲ့သင်္ချိုင်းမြေဖြစ်ခဲ့ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး35ကိုကြည့်မယ်ဆိုတော့ယာကုပ်ဟာသူအင်မတန်မှချစ်ရတဲ့သူအင်မတန်မှတန်ဖိုးထားရတဲ့သူ့ရဲ့အမျိုးသမီးခေါ်တော်မူခြင်းခံရတဲ့အခါမှာအင်မတန်မှဝမ်းနည်းကြေကွဲတယ်သူ့ရဲ့အမျိုးသမီးကိုညှို့နှံနာရတဲ့နေရာလည်းဖြစ်တယ်ပြီးလို့ရှိရင်သူ့ရဲ့သားကိုယ်တိုင်ကသူ့ကိုပြစ်မှားပြီးမှမလှုပ်သင့်တဲ့အရာမိသားစုထဲမှာမကျူးလွန်သင့်သောအရာကိုကျူးလွန်စော်ကားခြင်းခံခဲ့ရသောနေရာလည်းဖြစ်ပါတယ်လူသားအနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေရာမှာလဲသူဟာသူ့ကိုယ်သူအစိုးစီရင်ဖို့ကောင်းတဲ့နေရာဖြစ်ပါတယ်တိုးတော်လည်းပဲသူ့ရဲ့အသက်တာမှာ suffering လို့ခေါ်တဲ့ခါးသီးခြင်းအင်မတန်မှခက်ခဲခြင်းကိုတွေ့ကြုံခဲ့ရသောနေရာဖြစ်တော်လည်းပဲခက်ခဲခြင်းအားဖြင့်ကိုယ့်ရဲ့ဘဝကိုအဆုံးမသတ်ဘဲနဲ့ဘဝပြဿနာအားဖြင့်ကိုယ့်ရဲ့အသက်တာကိုအဆုံးမသတ်ဘဲနဲ့ဖျားသခင်ကိုအားကိုးခြင်းအားဖြင့်ကိုယ့်ရဲ့အသက်တာကိုပြန်လဲတည်ဆောက်ခဲ့သောနေရာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘက်လက်ဟမ်ဆိုတာကဖျားသခင်ကိုအားကိုးလက်ဆုံးရှုံးခြင်းပြိုလဲခြင်းကနေပြန်လဲယုံထသောနေရာဖြစ်တယ်ဆိုတာကျွန်တော်တို့နံပါတ်1တွေ့ရပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ရုတဝတ္ထုအခန်းကြီး2ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ယူဒပြည်နဲ့ဣသရေလတိုင်းပြည်မှာရှိတဲ့လူတိုင်းကသူတို့လေယာမြေလုပ်တယ်ဥယျာဉ်ခြံမြေလုပ်တယ်ဆိုလို့ရှိရင်ရသမျှသူတို့အားလုံးကဘသူ့ကိုမှအလကားမပေးဘူးကိုယ့်ရဲ့ပန္နာတိုက်ထဲမှာကိုယ့်အတွက်ပဲရသမျှကိုလက်ဆုပ်လက်ကင်ပြုကြသောနေရာပြုကြသောလူမျိုးတွေဖြစ်ပါတယ်တိုးတော်လည်းပဲအေဖရတ်ဆိုတဲ့ဒီနေရာလေးမှာဘသူကလေလုတ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘောဆတထေးကြီးဘောဆလေလုတ်တဲ့နေရာဖြစ်ပါတယ်အဲ့ဒီမှာ तू လေလုတ်တယ်ရသမျှကို तू မယူဘူးတကယ်ပဲဆင်းရဲဒုက္ခရောက်တဲ့လူတွေကိုဝေမျှတယ်ပေးတယ်ဘာဖြစ်လို့လဲဘုရားသခင်သည်ကောင်းကြီးပေးသောဘုရားသခင်ဖြစ်တယ်အဲ့ဒီဘုရားသခင်ကိုယုံကြည်သောသူများဟာခံစားရရှိသောကောင်းကြီးမင်္ဂလာကိုကိုယ့်အတွက်ပဲလက်ဆုပ်လက်ကင်ပြုဖို့မဟုတ်ဘဲနဲ့ရတဲ့ဟာကိုဘုရားကကျွန်တော်တို့ကိုပေးတဲ့ကဲ့သို့ကျွန်တော်တို့ကိုးကွယ်သောဘုရားသခင်သည်ပေးသောဝေမျှသောဘုရားဖြစ်တယ်ဆိုတာကိုပြန်လည်ပြီးမှပုံဖော်တဲ့နေရာဖြစ်ပါဆိုတော့တထေးကြီးဘောဆကနေပြီးမှသူ့ရဲ့လေမယာထွက်လာတဲ့အသီးအနှံတွေကိုအငယ်ဆုံးသောသူတွေကိုသူကအဖို့အခမယူဘဲနဲ့ပြန်လည်ပြီးမှဝေမျှတယ်တ
ဒါကိုမြင်တဲ့အေဖရယမှာရှိတဲ့လေလောက်တဲ့သူတိုင်းကရှိတဲ့ဟာကိုသူတို့ဝေမျှတဲ့ပေးလှူတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုသူတို့အပြောသက်မဟုတ်ဘဲနဲ့လက်တွေ့သူတို့ပုံဖော်သောနေရာဖြစ်ပါတယ်ဘက်လင်ဟဲမှာဒါတည်းကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တပရာဆိုရင်ပထမစာဆောင်အခန်းကြီး18ကိုကျွန်တော်တို့ကြည့်ရင်ဘသူနဲ့ဆိုင်နေတဲ့နေရာလဲဆိုလို့ရှိရင်ဒါဝိနဲ့ဆိုင်သောနေရာဖြစ်ပါတယ်ဒါဝိဟာဒီဥဖရမြေကျွန်တော်တို့ပက်လင်မြို့မှာကြီးထွားလာတဲ့ပုဂ္ဂိုလ်ဖြစ်သူ့ရဲ့အသက်တာမှာအင်မတန်မှကြောက်စရာကောင်းတဲ့ရန်သူကိုတွေ့ကြုံတဲ့အခါရန်သူရဲ့ခွန်အားကိုရန်သူရဲ့အရာအမောင်းကိုသူ့ရဲ့အရာအမောင်းသူ့ရဲ့ခွန်အားနဲ့မတိုင်းပဲနဲ့သူကိုးကွယ်တဲ့မျက်စိနဲ့မမြင်ရတဲ့သူကိုးကွယ်တဲ့ဘုရားသခင်ရဲ့ခွန်အားဘုရားသခင်ရဲ့အစွမ်းသတ္တိဘုရားသခင်ရဲ့တကိုးတော်နဲ့သူမြင်တတ်အောင်သင်ယူရတဲ့နေရာဖြစ်ပါတယ်အဲ့အတွက်ကြောင့်သူဟာဆိုလို့ရှိရင်သူ့ထက်ပိုပြီးမှအင်အားကြီးတဲ့အရာအမောင်းကောင်းတဲ့လက်နဲ့ပိုကောင်းတဲ့ကောလက်ကို तू တွေ့တဲ့အခါမှာ तू ရင်ဆိုင်ရဲတယ်ဘာဖြစ်လို့လဲ तू တွေ့ရသောကောလက်ထက် तू ကိုးကွယ်တဲ့ဘုရားသခင်ဟာပိုကြီးတယ်တကိုးပိုကြီးတယ် तू နဲ့အတူရှိနေတယ်ဆိုတာကိုဒီပက်လင်ဟဲမှာ तू ငယ်ငယ်ကလေးကနေ तू ကြီးပြင်းလာတဲ့အခါနေရာမှာ तू သင်ယူခဲ့တဲ့နေရာဖြစ်ပါတယ်ဆိုတော့ပက်လင်ဟဲဆိုတာကိုဒီနေ့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်ပက်လင်ဟဲဆိုတဲ့နေရာကကိုယ့်ရဲ့ဘဝအသက်တာမှာခါးသီးတဲ့အတွေ့အကြုံရှုံးနေခြင်းတွေကျွန်တော်တို့တွေ့ကြုံရပေမဲ့ဘုရားသခင်နဲ့ကိုယ့်ရဲ့အသက်တာကိုပြန်လည်ပြီးမှတည်ဆောက်ရသောနေရာဖြစ်ပါတယ်။နှစ်ပတ်နဲ့ကတော့ကိုယ့်ရဲ့ဘဝအသက်တာမှာဘုရားသခင်ကိုယ့်အပေါ်မှာကောင်းမြတ်တဲ့အတွက်ကြောင့်ကိုယ်ဟာလည်းပဲပြန်ပြီးမှအတ္တမဆန်မဲနဲ့ပြန်လည်ပြီးမှဘုရားရဲ့ကောင်းမြတ်ခြင်းကိုလက်တွေ့ပုံသက်သေပြရသောနေရာဖြစ်ပါတယ်။နံပါတ်3ကတော့ကိုယ့်ရဲ့ဘဝအသက်တာမှာကိုတွေ့ကြုံရသောအခက်အခဲပြဿနာထက်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြီးမြတ်ခြင်းတကိုးတော်ကပို့ပြီးမှကြီးမားတယ်ဆိုတာကိုမြင်ရသောနေရာဖြစ်ပါတယ်။အဲ့ဒီနေရာမှာပဲခရစ်တော်ယေရှုဘုရားဟာလူရဲ့စာတိကိုခံယူနေသောခံယူနိုင်သောမြေနေရာဖြစ်ပါတယ်။ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့2022ခရစ်စမတ်ကိုကျွန်တော်တို့ကြိုဆိုဖို့ပြင်ဆင်ကြတယ်။မွေးဖွားလာမဲ့ခရစ်တော်ကိုကျွန်တော်တို့ရဲ့အသက်တာမှာပုံဖော်ဖို့ကျွန်တော်တို့ပြင်ဆင်နေကြတဲ့အချိန်ဖြစ်ပါတယ်ခရစ်တော်လူစာတိခံယူရမဲ့နေရာလိုအပ်ပါတယ်ခရစ်တော်လူစာတိကိုခံယူရသောနေရာသည်ဘက်လင်ဟမ်သာလင်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့နှလုံးသားကဘက်လင်ဟမ်ဖြစ်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့အသက်တာကဘက်လင်ဟမ်ဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ဒီဘဝအသက်တာမှာကျွန်တော်တို့ဒီဘုရားသခင်နဲ့ပြန်လည်ပြီးမှယုံထသောအသက်တာဖြစ်ဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ပုံဖော်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာတွေ့ကြုံရသောဒုက္ခဒုက္ခထက်ဘုရားသခင်ဟာပို့ပြီးမှကြီးမြတ်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်လက်ခံဖို့လိုအပ်ပါတယ်သို့မှသာနဲ့ကျွန်တော်တို့ရဲ့အသက်တာနှလုံးသားသည်ဘက်လင်ဟမ်ဖြစ်ရင်ခရစ်တော်နဲ့အတူလက်တွဲပြီးမှမိစ္ဆာယဖွဲ့ပြီးမှအသက်ရှင်ရသောအသက်တာဖြစ်ပါလိမ့်မယ်အရောက်စီတိုင်းရဲ့နှလုံးသားသည်ဘက်လင်ဟမ်ဖြစ်ပါစေအားလုံးအတွက်ပျော်ရွှင်သောခရစ်စမတ်လည်းဖြစ်ပါစေအရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်